ကျွန်တော်ကြပြစီကညဉ့်ညံရဲ့မမနော်မှာရင်းမာပင်ရောက်ဘူးလားဆိုတဲ့ကြပြကိုရှုံးမှာဖြစ်ပါတယ်မမနော်မှာရင်းမာပင်ရောက်ဘူးလားအညာဒေသကိုချစ်လာပါတယ်ဆိုတဲ့မမဒီရက်မှာထွက်တဲ့နေကအပူပိုခဲတာကိုကြုံဘူးမှာပဲအသေးချာသိလိမ့်မယ်ပေပင်ကုန်းထန်တော်ကုန်းထနောင်းကုန်းကျွန်တော်တို့အညာသားတွေမှာမွေးရပါလူဖြစ်ရှုံးရပါတယ်ဒါတွေအကုန်လုံးလဲကြုံဘူးမှာပဲသေချာသိလိမ့်မယ်မမနော်မာကိုလာခေါ်ပြခြင်းတယ်ကြောမွေးတွေကြောဘလောက်မဲကြောင်းကျွံသက်ရှည်တဲ့ကြက်သွန်တွေအကြောင်းရက်လွန်နေတဲ့ပဲငပိတွေအကြောင်းတောက်ကြောင်မကောင်းဘဝမှာထထဆဲရကောင်းမှန်းတောင်မသိတဲ့အညာသားလူလိမ္မာတွေအကြောင်းနောက်ပြီးကျွန်တော်တို့ဘလောက်ချစ်တဲ့ကြောင်းကြောင်းတရမယ့်အရွယ်မှာတိုးကြောင်းစိတ်ကြောင်းတိတ်တဲ့စိတ်ပဲဟိုဟောအသက်ကြီးပြီးကဘာကျော်အိမ်မက်ကြီးတွေမက်ခွင့်မရပဲပြီးသွားတဲ့ဘဝတွေအသားမဲမဲတနခါဘဲကြားနဲ့အညာသူမကလူတွေအမြင်မှာဘယ်လောက်လှမယ်လို့အထင်ခံရမလဲရှူစစင်ရိုးရတဲ့ခတ်တုံးတုံးဘဝတွေမြင်ရကျင်တော့ဘူးမမနော်မှာမြင်မှုခြင်းနဲ့လက်ပံပွင့်နေလို့ပဲစွန့်လွတ်ရဲတဲ့အညာသားတွေရဲ့သွေးလဲရဲပါတယ်တနက်နဲ့အသေးလိုက်ပြစ်နေတဲ့ကောင်တွေကိုခဲနဲ့ပြန်ပေါက်ဖို့မကြောက်မလန့်ပြေးတက်သွားတဲ့ဘဲကြီးတွေတောက်လိုက်ဆွဲတဲ့ဂန်းတွေကိုလက်လုံတူမီနဲ့ခံပြစ်ရဲတဲ့ကောင်တွေယူးကြောင်ကြောင်တက်တိခဲတွေပဲတနတ်ဆိုတာကြည်တကယ်ထွက်သလားတရင်ကျုံမှာဖောက်တဲ့ပြောက်တန်လောက်ပဲကြားဘူးတဲ့အညာသားတွေပါမုံရမှာလူတွေသေနေပြီတဲ့29ရက်နေ့မှာလာသမျှရွာတပိတ်စစ်ကြောင်းတွေအကုန်ဖြိုချခံရတော့ကကြောဘိုးလွယ်တလုံးနဲ့ကော့တေးဒပလင်းကိုင်းပြီးရှေ့ဆုံးကပြေးတက်ခဲ့တဲ့ကောင်လေးကကျွန်တော်ပါအာမေအစုပ်တွေကအဟုတ်သေးတယ်မှန်သိခဲ့ပါကျွန်တော်တို့ချစ်ရသူတွေမှာအပေါက်တွေကြီးပဲအပေါက်တွေကြောင့်တောက်တစ်ခေါက်ခေါက်နဲ့ငိုနေရတယ်မမနော်မာလာရင်ဖိုးချမ်းလန်းကိုလိုက်ပြမယ်ရမားချောင်းတစ်ဖက်ကန်းကအလုံးလိုက်ပျောက်သွားတဲ့ကျေးစင်တောင်ဘက်လဲလိုက်ပို့ပေးမယ်အရှိုက်ကိုထိမဲ့တီးကွက်တီးဖို့ဆိုဂီတာကိုကျိုးညှိတတ်ဖို့မလိုမှန်းမမနော်မာတေချာသိသွားလိမ့်မယ်တန်ဖိုးနဲ့အညာသားတွေပါတကယ်တက်ရဲလို့လဲတကယ်သေရဲခဲ့ကြပါပြီလူမဆန်တဲ့ကောင်တွေကိုတတ်ဖို့စံထွက်တဲ့လေခွက်ကိုရောင်းပြီးတနတ်ဝယ်လိုက်တဲ့ဦးကြီးတွေရှာတော့တဲ့ဒိုင်းနမိုက်တွေဒိုင်းတိုင်းနဲ့မိုက်တိုင်းဒိုင်းနမိုက်တွေပဲတန်ဖိုးနဲ့အညာသားတွေပါ refugee ဘဝနဲ့ဘယ်နိုင်ငံကိုမှထွက်သွားခိုးလုံခွင့်ရမှာမဟုတ်ဘူးလွတ်တော်အမတ်ဖြစ်ချင်လို့တနက်ကင်နေတာလည်းမဟုတ်ဘူးတောက်လို့ရှုပ်တဲ့ဒီနိုင်ငံရေးတွေလည်းနားမလည်ဘူးနိုင်တဲ့လောက်နဲ့ပြန်ခံချဖို့ကလွဲကျန်တာလဲစိတ်ဝင်စားဘူးဖိနေမှုကိုငုံမခံလို့ပုံကြွားတဲ့တပုံလူရန်စားစစ်မမနော်မှာတိတ်ချစ်ပါတယ်ဆိုတဲ့အညာဒေသမှာအခုဆိုရွာတွေပြစ်ပြီးပြေးနေကြရပြီရွာဦးဖုံးကျောင်းမှာစစ်တပ်ကတပ်ဆွဲထားလို့ဘယ်သူမှစွန့်မဖို့ရဲတော့ဘူးအိမ်လုံးလိုက်တွေမီးမြိုက်ခံရလို့စိုးလိုက်တဲ့ဘဝတွေအခြေအနေတွေတန်ဖိုးနဲ့အညာသားတွေပါရာဆောင်တဲတဲကနွားကြောင်သားလေးပြစ်သက်ခံရတာရောခင်နှန်းဘက်ကတနတ်တွေအကြောင်းရောတမာပင်တွေထမ်းပင်တွေပေါ်ကလောင်ချကြည်ရာတွေအကြောင်းရောနောက်ဒရဇက်ပြစ်လိုက်လို့ဖနှက်ကျွတ်အောင်ပြေးခဲ့ရတဲ့ကောင်တွေအကြောင်းရောရွာထဲကိုစစ်တပ်ဝင်မဲ့ကြတိုင်းပြေးလွှားနေကြရတဲ့အညာသားအဖွားကြီးတွေအကြောင်းရောညကင်းမုံဝဲရတဲ့အခါမမနော်မာကို
ချမ်းချမ်းစေစေလွမ်းမိသေးတဲ့အကြောင်းရောအဆုံးပါဗျာမမနော်မှာသဘောကျတဲ့အညာဒေသတွေမှာဖြစ်ပျက်သမျှတွေကိုပြောပြဖို့ဒီကဗျာကိုရေးလိုက်ရပါတယ်မမနော်မှာရင်းမှာပဲနေပဲရောက်ဖူးလားမေးကြည့်တော့ဟစ်အင်းနဲ့အစင်ပြေကျွန်တော်မနေချင်တော့တဲ့အရက်ကိုအလဲပတ်ခေါ်ခြင်းနဲ့ဗျာခဏီဘက်မှာလေချောင်းနဲ့ပါပြစ်တယ်တဲ့ကျွန်တော်တိတ်စိတ်ညစ်တာပဲဘာပဲဖြစ်ဖြစ်မမနော်မှာကိုတိတ်ချစ်ကြောင်းပြောမဲ့အညာသားလေးကျွန်တော်လာခေါ်ကိုမျောနေပါညံ့ညံ့